Okay. ဒီနေ့ကအမျိုးသားလေးမွေးနေ့မို့လို့ရှေ့တကုံဖျားလာခဲ့တာပါ Okay. မွေးနေ့ပါ Happy birthday. Happy birthday Okay. to you ပါ Thank you. Thank you. ဗီဒီယိုလေးလိုက်ကြည့်လိုက်ပါဦး မွေးနေ့တိုင်းမှာမိုးရွာစောလာဟိုဟာဖြစ်ကစောမထအဲ့တော့10နိုင်လောက်မှအိမ်ကထွက်တော့ဒီရောက်တော့17နာရီကျော်နေเนาะ တက်ခွဲ ဟုတ်အဲ့တော့အခုမိုးရွာတော့နည်းနည်းဖျားပေါ်မှာရှောက်ကတိရပေါ့เนาะမရပါခုမှကိုရိုက်နေတာ မောင်လေးကမမြင်ရဘူးလေရိုက်မှာ ရိုက်စီပါခင်ဗျပြပါဟဲ့ခလေးလေးကြောက်မယ်ထင်တယ်သူက တောက်မတောက်ပေါ် yo မလေးကဘာသာမှမပါဘဲနဲ့ရတာဟောဟုတ်တယ်မလည်းတော့ ကဲပြန်တော့မယ် မာရမရှင် ဒီမွေးနေ့လေးကတော့ကြားပေါ်မှာဆိုစိတ်အေးချမ်းသာသွားတယ်ဒီကဘယ်လောက်လဲဟောလိုက်တာ မိုးစားမယ် စားမှာပိုင်တမန်လုံးဘာမှမစားနေဘူးပါဒီနေ့ကကိုရီးယားဆန်ခောက်ဖဲတော့စားမှာပါ ကျေးဇူးပါ